ခုလူကြောက်ကြော်လေးဖြစ်ပါဘောရအမေနှစ်ထပ်နော်နှစ်ထပ်ကဲဟိုနေ့ကျွန်တော်ပြခဲ့တဲ့ကြောက်ကြောထုတ်ဒီကျွန်တော်စမ်းပြီးကြူကြမှာပဲနော်ကြူကြည့်ကျွန်တော်ကြောက်ကြောမှုထည့်ပြီးရင်တရားထည့်တော့တစ်ဖက်ကရိုင်းနေပြီးရောနာနည်းအချိုးကြရင်အချိုးနည်းနည်းများပေါ့ဗျာနော်ကျွန်တော်နည်းနည်းအချိုးကြတယ်အချိုးလေးနည်းနည်းကေးလိုက်တယ်ပြီးရင်စားထည့်မယ်စားလေးနည်းနည်းထည့်မယ်ပေါ့နော်စားနေနေဖြစ်ပြီးရင်ကျွန်တော်တို့တောက်ရည်နဲ့ထည့်ပါဘောနော်တောက်ရည်နဲ့ထည့်ပြီးကျူပါပေါ့ကျွန်တော်အုံးတို့နောက်မှာထည့်ပါဘောနော်နှစ်လောဖြစ်အောင်ကျူပါပေါ့အပေါ်ဝက်ဆိုအောင်ကျူပါပေါ့အဲ့ဒါမွေနေပေါ့နော်ဘောဝဲစူအောင်ကျူနေကျွန်တော်အုံးတို့ဘောတော့400မီလီလီတာကိုသုံးပါဘောနော်ကျွန်တော်ဟိုဟာပေါ့မှာထည့်မှာပေါ့ပေါ့ဝက်ဆူလာပြီဆိုရင်ကျွန်တော်တို့အုံးတို့ထည့်မယ်နော်အုံးတို့ကတော့ကျွန်တော်ကလက်တစ်ဖက်ကကင်ထားရတယ်တော့ထည့်တာတော့မပြရတော့ဘူးဗျာနော်အဲ့လိုပေါ့ဝက်ဆူလာအုံးတို့လေးထည့်လိုက်ထည့်ပြီးတစ်ခါပြန်မှုရောနော်ပြန်မှုပြီးလို့ဒီပွက်ပြီးဆိုရင်ကျွန်တော်တို့စလုံးတစ်ခုလေးထည့်ပြီးအေးခံထားလို့ရှိရင်ကျွန်တော်တို့ဒါအေးသွားရင်2 နာရီလောက်ထားပြီးသွားလို့ရှိရင်2 နာရီပဲဖြစ်ဖြစ်1 နာရီလောက်ပဲဖြစ်ထားပြီးလို့ရှိရင်သူကဟွာဖြစ်သွားပြီပေါ့နော်ကြောက်ဖြစ်သွားပါပြီခုလူကြောက်လေးဖြစ်ပါဘောရအမေနှစ်ထပ်နော်နှစ်ထပ်လောက်စားကြည့်ကြပါကျွန်တော်တကယ်လောက်ပြလိုက်ပြီနော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ